ဇွန်လ19ရက်နေ့မှာကြောက်မဲ့ကမ္ဘာတဲကန်နိုင်ရဖြစ်ထွန်းမှုနဲ့မိုးကောင်ရေရှာမှုတိုက်ဖြတ်ရေးနဲ့ထိမ့်မဲ့အကျိုးမိုးရသည့်စုပေါင်းတစ်ပင်စိုက်ပျိုးပွဲကိုမုံရွာမြို့မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲဒီခန္ဓာမှာတမကုတ်ကိုဖျောက်စိတ်စားတဲ့တင်မျိုး၅မျိုးအပင်တွေနဲ့1900ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရပါတယ်။မုံရွာသတင်းဌာနခွဲမှအခုလိုပဲပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဒေသကြီးပူပိုင်းဒေသစိမ်းလန်းဆိုပြေးရေးဦးစီးဌာနအနေနဲ့ကမ္ဘာသဲကန်နာရဖြစ်ထုံမှုနဲ့မိုးခေါင်ရေရှားတိုက်ဖြတ်ရေးနဲ့အထိမ်းအမှတ်အကျိုးအဖြစ်မိုးရွာသည့်တစ်ပင်စိုက်ပျိုးပွဲတော်ကိုမုံရွာမြို့ပြည်ထောင်စုသေးရှိမှမုံရွာဘူတာအထိစိုက်ပျိုးခဲ့ကြကြောင်းသိရပါတယ်။ဒီနေ့အခမ်းအနားလေးကတော့ကျွန်တော်တို့2025ခုနှစ်ကမ္ဘာသဲကန်နာရဖြစ်ထုံမှုနဲ့မိုးခေါင်ရေရှားတိုက်ဖြတ်ရေးနဲ့ဒါအထိမ်းအမှတ်အတွက်ဒါမိုးရွာသည့်တစ်ပင်စိုက်ပျိုးပွဲတော်လေးဖြစ်ပါတယ်။ဒီသဲကန်နာရဖြစ်ထုံမှုကျွန်တော်တို့ UNCC Day ပေါ့နော်ဒီ UNCC Day ကတော့ဒါ1994ခုနှစ်ဒါဇွန်လ18ရက်နေ့မှာကမ္ဘာနှစ်အနှံ့ဒါကျွန်တော်စခဲ့ပါတယ်မြန်မာနိုင်ငံမှာတော့ကျွန်တော်တို့နှစ်ကမကွေးတိုင်းမှာတော့စပြီးလုပ်ခဲ့ပါတယ်အခုဒီနှစ်မှာတော့ဒါစကိုင်းတိုင်းဒေသကြီးမုံရွာမြို့မှာတော့ဒါ UNCC Day နေ့အတွက်ဒါပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဗျာအခုဒီနေ့တစ်ပြင်ဆိုင်ပြီးမှာတော့တင်မျိုး၅မျိုးတမာကုတ်ကိုဒါဖြောက်စိတ်ကျွန်တော်တို့တဟဒီတင်မျိုး၅မျိုးကနေပြီးအပင်ပေါင်း1900ကိုဒါယနေ့စိုက်ပျိုးထားခြင်းဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့ဒါကမ္ဘာသဲကန်နာရဖြစ်ထွန်းမှုကိုဒါကျွန်တော်တို့ရဲ့စိမ်းလန်းဆိုပြီးတစ်ပင်များစိုက်ပျိုးခြင်းအပြင်လည်းတစိမ့်တစ်ပိုင်းရနေပြီးတော့ဒါသဲကန်နာရဖြစ်ဖို့အတွက်ကြိုတင်ပြီးတော့ကာကွယ်ရာအတွက်ကျွန်တော်တို့စိုက်ပျိုးခြင်းထားခြင်းဖြစ်ပါတယ်အလားတူပဲသဲကန်နာရကျွန်တော်တို့နိုင်ငံမှာတော့မရှိသေးပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့အခုလိုစိမ်းလန်းဆိုပြီးတစ်ပင်များစိုက်ပျိုးခြင်းဖြစ်ပါတယ်ဒီလိုစိုက်ပျိုးခြင်းအနေနဲ့ကတော့ဒါပြည်သူလူထုအတွက်ကျွန်တော်တို့ဒါမျက်စိပတာရဖြစ်စေမယ်စိမ်းလန်းဆိုပြီးအတွက်ကျွန်တော်တို့ဒါအထောက်အကူအများကြီးဖြစ်မဲ့လို့ရည်ရွယ်ပြီးတော့လည်းကျွန်တော်စိုက်ပျိုးထားခြင်းဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီအပူပိုင်းဒေသစိမ်းလန်းဆိုပြီးဦးစီးဌာနကတော့ကျွန်တော်တို့ဌာနရဲ့ရည်ရွယ်ချက်၈ခုမှာဆိုလို့ရှိရင်လည်းဒီသက်ကနိုင်ရဖြစ်ထွန်းမှုကိုကာကွယ်ဖို့အတွက်ပါပါတယ်ဒီရည်ရွယ်ချက်ကိုလည်းကျွန်တော်တို့ကအောင်မြင်အောင်အကောင့်တွေပေါ်ဆောင်ရွက်နေပါကြောင်းတင်ပြအပ်ပါတယ်ဗျာအခုနှစ်မှာစိမ်းလန်းဆိုပြီးရေးအနေနဲ့မုံရွာမြို့နယ်မှာအပင်စုစုပေါင်း9000စကိုင်းမြို့မှာအပင်9000စုစုပေါင်းအပင်1000ကိုစိုက်ပျိုးပြီးဖြစ်ပြီးအခုစိုက်ပျိုးသောအပင်များနဲ့ဆိုပါရင်အပင်စုစုပေါင်း11900ကိုစိုက်ပျိုးပြီးဖြစ်ကြောင်းသိရပါတယ်တေကန်နာရဖြစ်ထုံးမှုများဟာရာသီဥတုပြောင်းလဲမှုဇီဝမျိုးစုံမျိုးကွဲများရောနှဲဆုံးရှုံးမှုကဲ့သို့နိုင်ငံတနိုင်ငံရဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ရပ်ဖြစ်လို့နေပါတယ်။တေကန်နာရဖြစ်ထုံးမှုဟာနိုင်ငံအတွင်းမှာမရှိသေးတော့လဲကြိုတင်ကာကွယ်တဲ့အနေနဲ့အခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။